မင်္ဂလာပါရှင်မဖြစ်နိုင်ဘူးဆိုတာတေးချပြီလားဆိုတဲ့ကျမတို့ရဲ့ပထမဆုံးပေါ့ကတ်အစီအစဉ်ကနေနားဆင်တို့အပေါင်းကိုကြိုဆိုပါရစေဒီနေ့မှာတော့ဖေမရဲ့နာမည်ကြီးစာအုပ်ဖြစ်တဲ့မဖြစ်နိုင်ဘူးဆိုတာတေးချပြီလားထဲကပထမဆုံးအခန်းဖြစ်တဲ့ဂျွန်စင်ရဲ့ဘဝဇာတ်ကြောင့်နဲ့သူ့စီကနေကျမတို့ဘာတွေတင်ယူနိုင်လဲဆိုတာကိုသိလာကြည့်အောင်ဂျွန်စင်ဆိုတာအမေရိကန်ရဲ့ထင်ရှားကြော်ကြားတဲ့စီးပွားရေးသမားထုတ်ဝေသူတဦးလည်းဖြစ်တယ်သူရဲ့ဘဝအစကချမ်းသာကြွယ်ဝခဲ့တာမျိုးမဟုတ်ပါဘူး1918ခုနှစ်အာကင်ဆောပြည်နယ်မှာမွေးဖွားခဲ့တဲ့ဂျွန်စင်ဟာအမေရိကန်ရဲ့စီးပွားရေးပြဿနာကြီးနဲ့လူမျိုးရေးခွဲခြားမှုပြဿနာတွေအပြင်းထန်ရှိနေတဲ့ခေတ်ကာလမှာကြီးပြင်းခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။သူရဲ့ငယ်ဘဝဟာဆင်းရဲနှံ့ပါမှုနဲ့ပြည့်နေခဲ့ပြီးလူမဲတစ်ယောက်အနေနဲ့ခွဲခြားဆက်ဆံမှုပေါင်းစုံကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့်ဒူမီတာစုဟာချီကာဂိုမြို့ကိုပြောင်းရွှေ့ခဲ့ရပြီးတဲ့နောက်ပိုင်းမှာပိုပြီးတော့အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုအခြေအနေကြားကနေဂျွန်စင်ဟာကျောင်းစာကိုအကောင်းဆုံးတင်ယူခဲ့တဲ့သူတစ်ယောက်ပါအဲ့ဒီခေတ်ကာလကလူမဲတွေအတွက်ထုတ်ဝေတဲ့မဂ္ဂဇင်းကြီးကြီးမားမားမရှိသေးပါဘူးဂျွန်စင်ဟာသူ့မိခင်နဲ့သူ့ငယ်ချင်းတွေကြားကစကားပြောတန်ကိုနားထောင်ရင်းစိတ်ကူးတစ်ခုရလာပါတယ်အဲ့ဒါကတော့လူမဲတွေအတွက်သတင်းစာတွေဖြောပြရေးတွေနဲ့စိတ်ဓာတ်မြင့်တင်ပေးမဲ့မဂ္ဂဇင်းတစ်စောင်ထုတ်ဝေဖို့ပါပဲဒီစိတ်ကူးကိုစတဲ့အကောင့်ထဲပေါ်ဖို့အတွက်အရင်ကြီးလိုအပ်လာတဲ့အခါမှာတော့ဂျွန်စင်ဟာသူ့ရဲ့မိခင်စီကနေဒေါ်လာ900ချီးငှားခဲ့ပါတယ်။အဲ့ဒီငွေဟာဒီခေတ်ကာလမှာတော်တော်များတဲ့ငွေပမာဏဖြစ်ပြီးသူ့မိခင်ဟာအိမ်ကိုပေါင်နှံပြီးတော့ပေးခဲ့တာပါ။ဒီအချက်ဟာဂျွန်စင်အပေါ်သူ့ရဲ့မိခင်ရဲ့ယုံကြည်မှုနဲ့သူ့ရဲ့ရည်မှန်းချက်အပေါ်ဘယ်လောက်ထိစိတ်အားထက်သန်လဲဆိုတာပြသနေပါတယ်။ငွေရတာနဲ့အရာရာအဆင်ပြေတာမျိုးမဟုတ်ပါဘူး။ဂျွန်စင်ဟာရုံခန်းငားတဲ့စားရိုက်တယ်။ဝန်ထမ်းတွေလည်းခံရတယ်။ဒီလိုနဲ့သူ့ရဲ့ပထမဆုံးမဂ္ဂဇင်းကိုထုတ်ဝေနိုင်ခဲ့တယ်။ဒါပေမဲ့မဂ္ဂဇင်းတွေထုတ်ပြီးတဲ့အခါမှာနောက်ထပ်လည်းစိန်ခေါ်မှုတစ်ခုထပ်ကြုံရပါတယ်။အဲ့ဒါကတော့ဖြန့်ချီရေးပါပဲ။စာအုပ်ဆိုင်တွေကသူ့မဂ္ဂဇင်းကိုလက်ခံဖြန့်ချီဖို့တွန်းဆုတ်နေကြပါတယ်။ဘာလို့ဆိုသူ့အနေနဲ့လူမဲတွေထုတ်တဲ့မဂ္ဂဇင်းကိုရောင်းချရတဲ့တက်တီမရှိခဲ့လို့ပါ။အဲ့ဒီအခါမှာဂျွန်စင်ဟာစိတ်တက်မကြပဲကိုယ်တိုင်ကိုယ်ရောက်လှုပ်ဆောင်มาတော့တယ်။သူဟာသူ့ရဲ့ကားဟောင်းလေးနဲ့ဆိုင်တွေကိုလိုက်လံပို့ဆောင်တယ်။စရင်တွင်းသူရှာဖို့ကိုယ်တိုင်လိုက်လံစီးရုံတယ်။ဒီလိုနဲ့ဇွဲရှိရှိစူးစမ်းမှုကြောင့်နောက်ဆုံးမှာဂျွန်စင်ရဲ့မဂ္ဂဇင်းဟာလူသိများလာပြီးအောင်မြင်မှုရရှိခဲ့ပါတယ်။ဂျွန်စင်ရဲ့အခက်အခဲကိုရင်ဆိုင်ပြီးဇွဲလုံးလာတို့ကြောင့်နောက်ပိုင်းမှာနာမည်ကြီးတဲ့မဂ္ဂဇင်းကိုထုတ်ဝေနိုင်ခဲ့ပြီးအမေရိကန်ရဲ့အအောင်မြင်ဆုံးလူမဲစီးပွားရေးလုပ်ငန်းရှင်တွေကတအူးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဘဝကနေကျမတို့ရရှိနိုင်တဲ့သင်ခန်းစာတွေကတော့ဇွဲလုံးလာနဲ့စိတ်သက်ခွန်အားဘယ်လိုအခက်ခဲပဲကြုံပါစေစိတ်တက်မကြပဲဆက်ကြိုးစားဖို့လိုပါတယ်အခွင့်အလမ်းဆိုတာကိုယ်စီအရောက်လာတော့ကိုစောင့်မနေပဲကိုယ်တိုင်ဖန်တီးယူရမယ်တခြားသူတွေကမဖြစ်နိုင်ဘူးလို့ပြောနေပေမဲ့ကိုယ်တိုင်ကအယုံကြည်တယ်ဆိုရင်ကြိုးစားပြီးလုပ်ပြနိုင်ရမယ်ကိုယ်မှာရှင်းလင်းပြတ်သားတဲ့ပန်းတိုင်တစ်ခုရှိနေရင်အဲ့ဒီပန်းတိုင်ကိုရှာဖို့ဘယ်လိုအခက်ခဲမျိုးဆိုကြော်ဖြတ်နိုင်စွမ်းရှိရမယ်ဒါကြောင့်မို့ဂျွန်စင်ရဲ့ဇက်လန်းကမဖြစ်နိုင်ဘူးဆိုတာတေးချပြီလားဆိုတဲ့စာအုပ်ရဲ့အနှစ်သာရကိုအပြည့်အဝဖော်ပြပေးနေပါတယ်။ကျမတို့ရဲ့ဘဝမှာလည်းဒီလိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေအများကြီးရှိနိုင်ပါတယ်။ဒါပေမဲ့ဂျွန်စင်ရဲ့ဘဝကိုသင်ခန်းစာယူပြီးကိုယုံကြည်မှုရှိနဲ့ဇွဲမလျှော့ပဲစူးစမ်းတော့မယ်ဆိုရင်အောင်မြင်မှုဆိုတာကျမတို့ရဲ့လက်တကမ်းမှာပဲရှိနေတယ်ဆိုတာဒီပေါ့ကက်ကနေတစ်ဆင့်တင်ပြလိုက်ရပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်အပတ်မှာနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာများနဲ့အတူပြန်လာခဲ့ပါမယ်။